အားလုံးပဲမင်္ဂလာပါ main vlog နေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြောပြပေးခြင်းတဲ့ topic လေးကတော့ထိုင်းနိုင်ငံမှာအလုပ်လျှောက်ရင် interview တွေမှာဘာတွေမေးလေးရှိလဲပြီးတော့ကြတော့ထိုင်းနိုင်ငံမှာဘလို့အလုပ်မျိုးစားတွေကခေါ်တာများလဲဆိုတာကိုဒါကျွန်တော်အတွေ့အကြုံကိုမူတည်ပြီးတော့မှကျွန်တော်ပြောပြရဖြစ်ပါတယ်ကျွန်တော်ကတော့အခုလက်ရှိထိုင်းနိုင်ငံဘန်ကောက်မြို့မှာ digital marketer တယောက်အနေနဲ့အလုပ်လုပ်နေတဲ့သူတယောက်ဖြစ်ပါတယ်အဲကြောင့်တော့ကျွန်တော်အလုပ်မတိုင်ခင်ကျွန်တော်အရှိမဒီ server ရောဘာဘက်တွေရောကျွန်တော်လုပ်ခဲ့တဲ့အတွက်ကျွန်တော် interview အတွေ့အကြုံတွေကျွန်တော်ရဲ့ဒီအလုပ်အတွေ့အကြုံတွေကိုကျွန်တော်ဒီနေ့ video လေးမှာပြပြမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်ဒီထိုင်းနိုင်ငံမှာအလုပ်လုပ်မယ်ဆိုရင်ပထမဆုံးလိုအပ်တာကတော့ဒါ work permit ပေါ့နော်ဒီ work permit ကိစ္စနဲ့သိချင်တယ်ဆိုရင်တော့ကျွန်တော် video လေးတစ်ပုဒ်သက်လုပ်ထားတာရှိပါတယ်အဲ့ဒါကိုသိချင်တယ်ဆိုရင်ကျွန်တော်ဒီ comment section ထဲမှာကျွန်တော် link လေးချပေးထားပါမယ်တကယ်လို့ကိုကဒီမှာအလုပ်လုပ်ချင်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ဘူးသူတို့ရချင်တာပဲဖြစ်ဖြစ်သိချင်တယ်ဆိုရင်အဲ့ link နဲ့ဝင်ပြီးတော့မှကျွန်တော် video လေးကိုကြည့်ပြလို့ရပါတယ် okay အဲ့ဆိုရင် video လေးကိုဆက်ပြောပါမယ်ဒီထိုင်းနိုင်ငံမှာဘယ်လိုလုပ်တွေကခေါ်လေးအများဆုံးလဲဆိုတော့ကျွန်တော်တို့ server ဘာသာနာဘာဘက် barista အလေးမျိုးကတော့ခေါ်တာအများဆုံးပေါ့နော်ဒီ server မှာဆိုရင် waiter waitress ပြီးတော့ဘာသာနာပြီးတော့ဘာဘက်ပြီးတော့ barista အဲ့ဒါတွေကတော်တော်များခေါ်လေးရှိရပေါ့နော်တော်များကျွန်တော်တကယ်ချင်း barista ရေဆိုရင်ဒီရောက်တာနဲ့အလုပ်တန်းရကြတာများပါတယ်ပြီးတော့ဘာသာနာဘာဘက်တွေလည်းအလုပ်တော်တော်ကောင်းကြပါတယ်ဘာသာနာတွေပါဆိုရင်ဒါဟိုကိုကဘာသာနာတကယ်လုံးမယ်ဆိုရင်ဟိုမှာကလေးကဘာသာနာသင်တန်းတွေပါတက်ထားရင်တော့ပို့ပြီးတော့ကောင်းတာပေါ့နော်ဒီမှာကျတော့ကိုကတော်များတော့ပြန်သင်ပေးကြပါတယ်ဒါပေမဲ့တိတ်လည်းမသင်ပေးတဲ့ဆိုင်တွေလည်းရှိရပေါ့နော်အဲကြတော့ကိုကဒီမှာတကယ်အလုပ်လုပ်ရှင်တယ်ဘာသာနာနေအလုပ်လုပ်ရှင်တယ်ဆိုရင်အမှန်ကလေးကတည်တည်ရှာသင်ထားခဲ့ဖို့တော့ကျွန်တော်အကြံပေးချင်ပါတယ်ပြီးတော့ကျတော့ဒီမှာအလုပ် interview တွေမှာဘာတွေမေးလေးရှိတယ်ဆိုတာကိုကျွန်တော်ဆက်ပြီးပြပြပေးပါမယ်အလုပ် interview တွေမှာတော့ဒါဒီမှာကတော့ပေါ့ပါပဲမေးလေးရှိရပေါ့နော်ပြီးတော့ကျတော့ဒီမှာကတော်တော်များကကိုဘာတွေလုပ်ခဲ့လဲဆိုတာထက်ဘာလုပ်တက်လဲဘာလုပ်နိုင်လဲကိုအဓိကထားပြီးမေးပါတယ်ပြီးတော့ကျတော့တစ်ခုရေးကြည့်ရရှိပါတယ်အဲ့ဒါဒီမှာကတော့အင်္ဂလိပ်စကားတက်မှတော်တော်များတော့အဆင်ပြေပါတယ်ကိုကထိုင်းစကားပါတက်ထားရင်တော့ပို့ပြီးအခွင့်အရေးပိုများတာပေါ့နော်ဒါပေမဲ့အင်္ဂလိပ်စကားတစ်ခုလေးတက်ထားရင်တော့လည်းမစိုးပါဘူးအလုပ်ရနိုင်ပါတယ်တော်များလည်းဒီမှာကထိုင်းမှာကအင်္ဂလိပ်စကားအားနည်းသူများတဲ့အတွက်ကိုကဒါအင်္ဂလိပ်စကားတက်မယ်ဆိုရင်ပို့ပြီးတော့မှသူတို့ထက်ပို့ပြီးတော့မှတာနိုင်ပါတယ်အဲကြတော့ဒီအင်္ဂလိပ်စကားကိုကျွန်တော်ဒီ communicate လုပ်တတ်အောင်သင်ထားသင့်ပါတယ်ပြီးတော့ကျတော့ကျွန်တော် CV form နဲ့ပတ်သက်ပြီးတော့ကျွန်တော်နည်းနည်းပြောပြပေးချင်ပါတယ်CV form မှာကကျွန်တော်တို့တော်တော်များတော့ experience တွေအများကြီးထည့်ကြရပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီတလောက်ပြန်ပြီးပြောပြမယ်ဆိုရင် experience တွေအများကြီးထည့်တာနဲ့ကိုဘာလုပ်တက်လဲကိုဘာလုပ်နိုင်လဲဆိုတာကိုအနေချင်းထည့်ထားရုံနဲ့လည်းရပါတယ်သူတို့ကတော်တော်များ CV form အရင်မကြည့်ဘူးပေါ့နော်နည်းနည်းပါးဖတ်လိုက်ပြီးတော့မှသူကလူတွေ့ interview ဖြေတဲ့ချိန်ကျမှသူကတေးသေးရှာလေးမေးတာပါအဲကြတော့ကိုက CV form အရေးမကြီးလို့ကျွန်တော်ပြောတာမဟုတ်ဘူးเนาะCV form လည်းအရေးကြီးပါတယ်ဒါပေမဲ့ဟိုအရင်ရှုပ်ရှုပ်ရှက်ကြီးထည့်မယ်စားရှင်းရှင်းလင်းလင်းထည့်ပြီးတော့မှရှောက်တာပို့ပြီးတော့မှပို့ပြီးကောင်းပါတယ်ပြောကြတော့ကျွန်တော်နောက်ဆုံးတစ်ခုတော့ပြောချင်တာကဒီမှာအလုပ်တွေကိုဘယ်လိုရှာမလဲเนาะအလုပ်တွေကိုဘယ်လိုရှာမလဲဆိုတော့ကျွန်တော်ပထမဆုံးအလုပ်ကတော့ကျွန်တော်ဒါအသီးတွေကတစင်ကျွန်တော်ရခဲ့တဲ့အလုပ်ဖြစ်ပါတယ်အသီးတွေကဒီမှာအလုပ်ခေါ်နေတယ်အလုပ်လျှောက်ကြည့်ပါလားဆိုပြီးတွားလျှောက်ရင်းနဲ့ရတဲ့အလုပ်တွေများပါတယ်တော်တော်များဒါမှမဟုတ်ဒါကျွန်တော်တို့ဒီ group တွေရှိရပေါ့နော်ဒီမြန်မာ group တွေရှိရဒီ job bank ကောက်တို့ပါရှိရအဲ့မှာတွားပြီးတော့ရှာရင်လည်းရနိုင်ပါတယ်ကိုကရှောက်နေဖို့လိုပါတယ်တစ်ခုမဟုတ်တစ်ခုကတော့ရမှာပါအမြင်ရပါဘာလို့ဆိုတော့ကျွန်တော်တငယ်ချင်းခုဆိုရင်ကျွန်တော်တငယ်ချင်းရောက်တာမကြသေးဘူးတပတ်ကျော်ပဲရှိသေးတယ်သူဆိုရင်အလုပ်တန်းရသွားရပေါ့နော်အဲ့ဆိုရင် तू ကဒီ group တွေကတွေးတဲ့ဟာကိုသူတငယ်ချင်းအတိတယောက်ကဒါကျွန်တော်တငယ်ချင်းပဲ तू ကရှောက်ပေးလိုက်တာရှောက်ပေးလိုက်ရင်လည်း तू interview သွားဖြေနေမှာဒါချက်ချင်းအလုပ်ရခဲ့တာပေါ့နော်ဒီမှာကအလုပ်ကတော့မရှားပါဘူးဒါပေမဲ့ကိုကဘာသာစကားကိုဒါ communicate ကောင်းကောင်းလေးအင်္ဂလိပ်စကားကိုကောင်းကောင်းလေးပြောနိုင်နေဆိုရင်ဒီမှာအလုပ်ကမရှားပါဘူးအဲကြောင့်မလို့ကိုကဒီမှာအလုပ်လုပ်ချင်တယ်ဆိုရင်ကျွန်တော်တို့ဒီ barista တင်နေမဲ့ဖြစ်ဖြစ်ဘာတင်တာတင်နေမဲ့ဖြစ်ဖြစ်ကိုဟိုကလေးကတေးသေးချာတက်ထက်ခဲ့မယ်ဆိုရင်ဒီမှာကတော့အလုပ်ကတော့ဒါမရှားဘူးပေါ့နော်အလုပ်ဒီမှာတော့ပေါ်ပါတယ်ဒီနေ့ရဲ့ video topic လေးကတော့ဒီလောက်ပါပဲဒီနေ့ video ရဲ့ရည်ရွယ်ချက်ကကျွန်တော်ခုမှဒီမှာအလုပ်စားလုပ်မဲ့သူတွေဒါမှမဟုတ်ခုမှအလုပ်ရှာနေတဲ့သူတွေအတွက်ကျွန်တော်ရည်ရွယ်ပြီးတော့မှကျွန်တော်လုပ်လိုက်ရတဲ့ video လေးဖြစ်ပါတယ်တကယ်လို့သိချင်တာရှိရင်လည်းကျွန်တော်ကို chat box မှာလာမေးလို့ရပါတယ်ကျွန်တော်လည်းကျွန်တော်ဒါလုပ်ခဲ့တဲ့ဒီလျှောက်ခဲ့တဲ့အလုပ်တွေပေါ်မူတည်ပြီးပဲပြောပြတာဖြစ်တဲ့အတွက်တယောက်နဲ့တယောက်အတွေ့အကြုံတော့မတူပါဘူးဘယ်တော့တော့မတူဘူးလဲဆိုရင်ကျွန်တော်ဒါတစ်ခုလောက်တော့ပြောပြပေးချင်ပါတယ်တချို့ဒီတထေးတွေကနည်းနည်းညစ်တယ်ပေါ့နော်တချို့ကျွန်တော်တငယ်ချင်းတွေဆိုရင်အလုပ်လုပ်တာဒါထိုင်လို့မရဘူးဆိုတော့ဒီအတန်တွေပါကြားရတယ်ပေါ့နော်အဲကြတော့ကိုကအလုပ်လျှောက်မယ်ဆိုရင်ကျွန်တော်တို့ဒါကောင်းတဲ့အလုပ်လေးကိုလည်းကျွန်တော်ရွေးချယ်ပြီးတော့မှလျှောက်စီချင်ပါတယ်ဒါတော်တော်များလည်းအဲ့လိုကြုံရမယ်လို့လည်းထင်ပါတယ်အဲကြတော့ကိုကအလုပ်လျှောက်မယ်ဆိုရင်ကိုအလုပ်ကဘယ်လိုအခြေအနေရှိလဲဘယ်လိုအတိုင်းအတာအထိဒါကျွန်တော်တို့ဒါလုတ်ပိုင်ခွင့်ပေးထားလဲဆိုတာကိုဒါသိထားရင်တော့ပိုပြီးကောင်းတယ်ပေါ့နော်ဒီနေ့ vlog လေးကတော့ဒီလောက်ပါပဲအားလုံးဘူးသရရမယ်လို့ပြောနေပါတယ်ကျွန်တော်ရဲ့ main vlog channel မှာကျွန်တော်ရဲ့ lifestyle
flow တွေနဲ့ဒီ knowledge sharing flow တွေကိုကျွန်တော်တင်နေပါတယ်ကျွန်တော်ရဲ့ YouTube channel ကို subscribe လုပ်ရသေးဘူးဆိုတော့ like and subscribe လုပ်ပေးဖို့ကျွန်တော်ပြောချင်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေ peace